ရှုံးထားတယ်ဆိုပေမဲ့အဲ့ဒါကိုမေးလိုက်နော် Expanding River မှာကျွန်တော်တို့ game number 2ပြန်နိုင်အောင်ဆော့မယ်1-1ဆိုရရလက်ကိုပုံဖော်မယ်ပြီးဇက်တိုက်ပြန်ရိုက်မယ်ညီကိုတို့ YG ဘန်နာတွေ Hero ဒီဘက်က Adlet တွေ Bread တွေ Paquiro တွေတော့ဘန်နာတွေဗျာဘန်ပြီ ဘန်လိုက်ပြီတဲ့ဘန်လိုက်ပြီပကီတိုဘန်လိုက်ပြီမင်းအရင်ကျန်းနေတယ်ပကီတိုဘန်ပေးလိုက်ပြီ ဒါတက်နေလို့ တာတက် တော့ပေးယူတော့ first page ယူလိုက်နော်မာဆဲယူပါတယ်ခဏမေးလိုက်ဤတော့ယူလိုက် ဘန်းမိလိုက်တော့ဟီရတာ first page ကတော့တန်တယ်နော်ယူတင်တယ်နော်ဟိုဘက်ကတော့နည်းဘဲလာ ready ပါတော့ပေးရင်ပေးရလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဟီရတာကတော့အတန်ဆုံးပဲပေးလိုက် bread လဲဘန်လာဟာလားပေါ့ပါပါပဲကြိုက်လို့ဆော့လို့ရတယ် မင်းတို့စောတဲ့ကောင်အကုန်ဘန်းလိုက်ကွာမင်းအဲ့ဒီ၄ကောင်စောအဲ့၄ကောင်ဘန်းလိုက်စူရှင်းယူမလားဟီရိုရာယူမလား ဘန်သွားတယ် Hero ကောင်းတယ် အာယူမလဲဂိုင်း Hero ကောင်းလား ပြောတာပဲဤတော့ Hero တက်လည်းဖြစ်နေတာဆိုအရန် over power ဖြစ်နေရလို့ကိုမြင်တယ်ကွာမင်းတို့ဘယ်လိုတွေးလဲတော့မသိဘူးကိုကတော့အဲ့လိုပဲမြင်တာပဲ မာလီကနေလေဂိမ်းထိကျန်းတယ် မှန်နေတာကြီးလို့ ဟောလေဟီရိုရာအရင် confidence ရှိနေဟိုဘက်ကဂျန်ငယ်ရလေဟီရိုရာဖြတ်ထုတ်လိုက်တာတော့ကောင်းတယ် ဟုတ်တယ် ဒီမှာလာမင်းဂျူရှင်းတို့ယူချင်းတို့ယူရင်ယူကိပေါ်မှာဘရက်ကလည်းဘန်းမလိုက်ပြီ မင်းကျူရှင်းယူငါကလောက်နဲ့ပြန်ထုမှာလားမင်းပကွေးတို့မရှိတော့မင်းဘာနဲ့ထိအောင်မလဲကြည့်အောင်မယ်မင်း မန်စမန်ချင်းထိန်းလို့ကတော့စန်ကြီးရဲ့ကလောက်ကိုယုံကြည်ထားတယ်ညီကိုတို့ စန်ကြီးနဲ့အကွာကြီး မရတာလို့တကယ်ပြောတာလို့တိုင်းလို့ အကောင်ဟီကိုကစောက်ပကွေးတို့တကောင်လောက်ပဲစော့တက်တာ နေနေမယ်ဟောအာမစောတော့ မင်းနဲ့ဖေးမှာတာနေလို့လားတော်တော်လေး pressure ပေးနေတာ မြစာဦးရဲ့အတလက် signature လည်းမရဘူးကွာဒီဘွဲကစာဦးပေါ့နော်ဘာမှမရဘူး အာမ အဲ့ဒါလည်းဘာလဲမင်းကဖဲကိုဖလမင်းကွက်လာလို့နေတယ်ဟာ ပြီးတော့ပေးလိုက်ရတယ်ဗောနော် ဟုတ်နေဖဲ ကလောက်ယူမယ်လေကလောက်ယူမယ်လေ easy ပဲလေကလောက်ယူ ဖဲ မယ် ကိုဖလမင်းကွက်လာလို့နေတယ်ဟုတ်လားဟမ် လောက် ဒီဘာတော့ကလောက်ပဲသားတို့ဤတော့ကလောက်နော်အော်တိုဝင်း မာဆယ်လေးလွတ်နေသေးတယ်လေ မာဆေတော့ ဘုရားလေးယူလားဒီချင်းလေးယူလားဒီချင်းကောင်းမယ်နော် ဒီရှင်းလေးရ ကလောက်ဂျူရှင်းကလောက်နဲ့ဂျူရှင်းနဲ့ဂျူရှင်း ကျူရှင်းရှော့လိုက်ပါ ကြီးကတော့ရိုင်းပစ်စီခြင်းနော် မာဆေကတော့ထားလိုက်ပါတော့အိုးဂလူ လူဝိုင်း โอ้ဘလင်းဂလူကောင်းတယ်ကြိုက်တယ်ဟော ဟိုဘူးကျဲပါတယ်ကာဒီယာဟိုဘူးကျဲ ကြိုက်တယ်ဗျာနော်ဟွာ အာဂိုင်ဒီကမင်းကျဲကြက်ပဲကြိုက်တယ်ဒီကောင်ဟိုဘယ်လာတွေတော့ဂိုင်လာတဲ့ကိစ္စအောင်မင်း ဟာလီတော့လွတ်သွားပြီ ဘေးတွေရောဂိုင်သေးတယ်ဂိုင်ဒီက ကဲဆိုတော့ထပ်ပြီးတော့ဘာပစ်မလဲဗောနော်ဘာပစ်မလဲ ဒီကောင်လေးဟာလေးပင်ရှုံးသွားပြီ let's go တိုင်းတော့တကယ်ပြောတာဟာလေးပင်ရှုံးသွားပြီ ရှုံးသွားပြီဒီကောင်ဟာလေးပေးနေတော့ရှုံးသွားတယ် နေနေပြီ ဒီဂျန်ဂလာဟီရိုပူနှစ်ကောင်မရှိရနော်ဟာလေးနဲ့ဟီရိုရာနှစ်ကောင်မရှိရနော် ဒီကောင်လေးအောက်မှာဇူရှင်းတော့ပိတ်လောက်မယ်ထင်တယ်သူတို့ယူတာဘဲလာရစ်တွေအစမာတွေတော့ ဘာပိတ်เสียရှိလဲဆိုတော့မေးရလဲပိတ်เสียဇူရှင်ကိုဘက်မစော့ရင်တော့ပိတ်တာကောင်းမယ်တဲ့နဲ့ ဟုတ်တယ် ကိုဘက်မစော့ရင်ပြောတော့ ဒါပေမဲ့သူတို့အရင်ပိတ်ရမှာဆိုတော့သိရမလားဖွင့်ရင်လည်းဖွင့်မှာပေါ့လေအဲဇူရှင်း ဟဲ့ဖွင့်လဲရပါတယ်ဂလူက EHP လည်းဖြစ်သွားနိုင်တယ်တည်ရမလားဘာမှဖြစ်သေးဘူးဒီကဆော့လို့ရတယ်ဂ ဂ လူ လူရေးရှိပြတဲ့ဆိုင်တော့ဂလူရိုမာလေးပဲကောင်းပါတယ်ဒါတော့ဘန်ဝါသူတို့အစမာရီနာနဲ့ရှင်မထိန်ကျင်တဲ့ဟီရိုတွေဘန်နေပြီအော်စဉ်းစားမိုင်းအစမာရီနာလည်းရှင်ဟဲလို့ရမယ်ရင်းရဲ့လုတ်ွက်တယ်ထွက်တဲ့ဟီရိုတကောင်တော့စဉ်းစားရမှာ ယူရင်းနဲ့ယူဒီကောင်လေးတကယ်ဖွင့်လာတာကွာယူရင်းနဲ့မဟုတ်ပဲရင်းဒီဘွဲအားလုံးတွေနဲ့လိုက်ဖမ်းရင်ရောမရောက်ကွာဟီရိုရာနဲ့ဆိုတော့တိတ်တော့မကောင်းဘူး ဆိုတာကြိုက်တယ် ဆိုတာကြိုက်တယ်လား အားလို့လေကောင်းတော့ကောင်းပါဟာလေးကိုဖမ်းရင်ဖမ်းလို့တော့ရတယ်နော် ရင်းဆိုတာကြိုက်တယ် ဖမ်းလာပြီ အားလုံးကဘယ်ချိန်ဒီမှာကြိုက်လဲဆိုရင်တော့အဲ့လို Fredwin Jungle တို့ပါလို့ဆိုရင်တော့ကြိုက်တယ်ဟောအားလုံး အခုကအားလုံးပတ်စစ်ဖွင့်မဲ့ကောတကယ်လို့ဇူရှင်းရရင်တော့ သူချင်းရရင်အားလို့ကင်လို့ရတယ်လေဟိုပြီးတော့ hero လည်း immobilize နှစ်ကွက်ပါလေအားလုံးဆို dash နှစ်ခုရတယ်ကွာကျူရှင်နဲ့ဆို3ခုရတယ် ပြပြီး Hero ချုပ်တာလည်းရှိသေးတယ်ဒီ ဖြတ်လူဖို့များတယ် spray back Hero ချုပ်လို့ရှိရင်လည်းစက်တန်ဟိုလေး disable လိုမျိုးပဲဟုတ်တယ်မလားအဲ့ဒါလည်းရတယ်အဲ့ဒါလည်းရတယ် EHP လူကြီးလည်း disable ပဲလေ ဘရက်လည်းမရှိတော့ သိကြတယ်အားလုံးထွက်လာတယ်တိုင်းတို့အားလုံးကျူရှင် အားလုံးကျူရှင်နိုင်သွားပြီနော် အားလုံးကျူရှင်တော့ကြိုက်တယ် အားလုံးကျူရှင် မစိုးဘူးလား ဟုတ်ပါ အားလုံးတော့ အဲ့ဆိုင်ဘုတ်နောက်မှာကျွန်တော်မြန်မာနိုင်ငံလုံးရှိနေတယ် ကျူရှင်လာပြီကျူရှင်ပန်းလိုက်တာကောင်းတယ်ကိုဘက်ကနောက်မှပေးရမှာဆိုတော့ဘန်လာတာကောင်းတယ် ကောင်ကြီးကဖြတ်တယ်မြတ် ဘဘဖြတ်တူသွားမှာဆိုလို့ကျူရှင်ကတော့ပိတ်မှရ အဲ့တော့မကန်တော့တော့ဘူးထင်တယ် ဟုတ်တယ်ဇူရှင်းမရရင်တော့တိတ်တော့မကင်သိဘူးလားလို့ ကိုင်စီကိုပါပေးမလဲပေါ့နော်ကိုင်စီကဂေါ ကျူရှ ဘ င်း လန်တီ ကတော့ နာဘလန်တီနာရတယ်လေဘလန်တီနာဆော့လိုက်ရတယ်လေ ဘလန်တီနာရတယ်ဘလန်တီနာကောင်းတယ် ဗလန်တီနာကတန်တယ်
ဘယ်လောက် ဗလန်တီနာလေးရှိသေးတယ် တန်သုံးမယ်နော် ဗလန်တီနာလေးနဲ့ဘယ်လရစ်အာတီနဲ့ခိုးပြီးတော့ပြန်စတန်းလို့ရတယ်ဗျအဲ့ဟီရိုကတော့ကိစ္စမရှိဘူး အာဖြတ် ဖြတ်လူသွားပြီခွေးကောင်တွေကလာလူနေတယ် လိုက်တာနော်တင်းစပရေးရဲ့ drug ကပြောမယ်ဆို ရရလေ tin strip ပိတ်လဲငါတို့ damage နဲ့စော့မယ်လေ YG ဆိုရ ဗလန်တီနာလူသွားပြီဆိုတော့ဘာကြံသေးလဲမိတ်တွေထဲမှာဗလန်တီနာတွေဟာလီတွေကိုချိန်လို့ရတယ်မိတ်က ယူရင်းနဲ့ဆိုရင်ကြတော့လေဖြတ်ခံရမှာနော်ယူရင်းနဲ့ဟာလီဖြတ်ရင်ပြတ်တယ်မလား သူရာဆလီနာလေးရော ဆိုတော့ဟိုဘက်ကဗလန်တီနာနဲ့နော်တာတေပရေကတော့ဖြတ်သွား မေး မှာ တွေကဥစားစူရာအဲ့လောက်မ ဒိုင်လီယာပဲကြံတော့မယ်ဒီမဲ့သား ခိုးတယ်ဒီမှာခိုးတယ် စလီနာအားတော့ ဆလီနာလေးအားလုံးလေโอเคโอเค ကိုဖီနဲ့ဟီရိုလီဒါပဲနေရာရှိ အားလုံးနဲ့ရိုက်ပြီးလိုက်စမ်းပါအားလုံးနဲ့ရိုက်ပြီးလိုက်စမ်းပါအကောင့်နဲ့ ကြောက်မကြောက် ဒါပြီဒါကြီးမင်းအားလုံးမြင်တာတော့ကလင့်ကန်ရဲသေးတယ်မလား နင်းကန် ဟုတ်တယ် ရိုက်ခတ်တာမခတ်တာဒီကို အဲ့လိုရိုက်ပေးလိုက်မျက်နှာကို ဒီကောင်ကပဲမလီစာနဲ့ဘာမှမရတော့ဘူးသူဟီးရိုးတွေက ကဲဝမ်ဝမ်လေးပြန်ဆုံးမယ်ဒီကိုတော့ နဲ့ပြန်တွေ့မယ်ဗျာ ဆော့မယ်သားကြီးတို့ ဒီကိုတော့ဝမ်ဝမ်နဲ့ပြန်ဆုံးမယ်ဗျာ ကို guys ဒီကိုဝမ်ဝမ်နဲ့ပြန်ဆုံး guys ဝမ်ဝမ်လေးနဲ့ပြန်တွေ့ပါမယ် โอเคစီအဲ့ဒီကိုကြိတ်ထားပြီးအောင်စီ အေးစေးအေးစေး ဘယ်ဖြစ်တာကိုဖြစ်ရလားကိုဘယ်လိုဖြစ်တာတော့ အေးစေးအားမဖြစ်ဘူးဒါ ကျွန် ကြီး တော်ဘာဖြစ်เนาะကျွန်တော် draft လေးကတော့ကျွန်တော်မျှော်လင့်ထားတဲ့ draft လေးတော့ထွက်လာပြီဆိုတော့ဘာဖြစ်เนาะတစ်ဖက်က confident hero တွေမပေးထားတဲ့အပိုင်းကလည်းတော်တော်ကြီးတော့အားရကျင်တဲ့ချင်းစီကကောင်းနေကြရင်လည်းပဲเนาะကျွန်တော်ပြန်လာပြီဘရိုကဲမြန်မာလန်လေးမှန်သွားပြီလက်မလေးနေသွားပြီညီကိုတို့ဟလာ let's go 1-1မယ် ကဲအားလုံးတွေပါလဲပါတယ်เนาะဒီဘက်မှာစန်ကြီးကလောက်ထက်ရထားရနေပဲဒီဘက်ကလည်းဆန်သက်လက်ပိုင်းဗလန်တီနာခိုးစရာစပေးရဆလီနာဘာညာပြန်ခိုးလို့ရမယ်เนาะဒီဘက်မှာလည်းအားလုံး finance လက်တွေပါခိုးရရမယ်ဆိုလဲရတော့ရတယ်ဗောနော်သူဟီရိုက Laning phase မှာကြည့်မယ်ဆိုရင်တော့ကလောက်ကတော့နည်းနည်းလေးမြန်အားလီဂိမ်းနစ်အိုင်ပတ်မလားသားကြီး မပေါ့အေးစကေး1နဲ့စားလို့ရတယ်ကလင်းကတော့ပြက်မှာပဲဆိုရင်ပဲဟိုလိုကြီးနိုင်တဲ့အထိတော့မဖြစ်ဘူးဗျာသေးလားအဲ့ quick draw ပြီးလို့ရှိရင်စိတ်ပိုင်တက်ပါပြစ်လို့ရတယ်နိုင်ကြအကြောင်းတော့မရှိဘူးကလောက်က ဒီပေါ်မှာ EHB prep ဘာညာစားရတယ်ဆလီနာ Arrow Man တော့ Fat Black ကကောက်လို့ရပြီဒါဟီရိုရာနဲ့ဆိုအားလီဂိမ်းချလို့ရရင်တော့ဒါအဲ့ကောင်လုံးလို့ရလုံး Arrow ဟုတ်တယ်အဲ့ဒီကွန်ဘိုကြည့်နေတာ Fat Black ဒါပဲ ထိုင်စီတွေ့လားဗလားငါပြောအဲ့ကွန်ဘိုတွေ့လားဒါကြီး ဒါပဲဟိုမတက်ကြီးရက်နေတာရှောင်မရ ဘ ဘူး ရိုအဲ့ဟီရိုရာချုံမယ်အဲ့ကောင်မတက်ကြီးရနေတဲ့အချိန်မှာ Arrow ပစ် Threat တင်ဘရိုရဲ့ဂလူးချုပ်တာနဲ့အဲ့ကောင်ဘာလုံးမလဲမေးလိုက် ကလင်းဆိုရဲကောင်တကောင်ရှိသေးတယ်ဘရိုကလင်းဆိုရဲကောင်တကောင်ရှိသေးတယ် စထားတယ်စလီနာတော့လေးနဲ့စထားတဲ့အနေသားတစ်ခုမှာเนาะဒီတက်ပို့ပြီးတော့เนาะကျွန်တော် arrow တွေထပ်မြင်လာဖို့တော့ရှိနေနေပဲစာအုပ်ကတော့ငြိမ်သွားပြီဘရိုเนาะလိုက်တာမဟုတ်ဘူး ရှင်းမတက်ရဲတော့ဒီကောင်နော် level လေးပါလေးစာပေါ်လဲမှာရင်းကိုလုံးချင်နေတာချိန်တိုင်းလဲသွေးပြန်တက်မဲ့ hero ဆိုတော့တိတ်တော့ကိစ္စမရှိဘူးဒါပေမဲ့ဘလင်းတို့ဘာလို့ဘက်ကက်လေးတော့လိုတယ်နော်ဒီဘက်မှာတော့ဟမ်ဆန်းဆက်လာပါလာမယ်လမ်းကြောင်းလေးမှာအတင်းစောင့်နေတာများလားနောက်မှာ track အေးရှောင်သွားပြီဒီတစ်ခေါက်ကအေးစေး အောက်ပါရ နည်းနည်းလေးပြန်ပါတာတာတယ်ပေးမှာလားဒါကြီး ပေးလည်းပေးလိုက်လို့ရတယ်ပြဿနာ တာ မရှိ တယ်ပေးလိုက်လို့ရပါတယ်နော်ဒါပေမဲ့ hero ကတော့လာယူခြင်းနဲ့နည်းနည်းလေးနောက်ကျသွားတာဗျာ ဟို timing နည်းနည်းလွဲနေတာ timing နည်းနည်းလွဲနေဒီဘက်အားလုံးကလည်း level ယူနေရတော့ဆိုတော့ ဟုတ်ပါ အဲ့တတဲနားမှာအသိမရှိပေးတာကြောင့်လည်းပါတယ်ဗောနော်ဒီဘက်ကဟာလီနဲ့ကြတော့လေတတဲဘာတွေကတော့မြန်ဆန်ဖို့ချသွားတဲ့အပိုင်းရှိသွားတာဆိုတော့ဘာဖြစ် first star တွေကတော့ skip ထားတဲ့အပိုင်းပဲပြောရမှာပဲဘလို့နော် first star တွေကတော့ရေးမကြည့်ဘူး ဘလူးကလည်း AC ပဲเนาะအခုနက hero ကချုပ်ပြီးတော့ arrow ပစ်တဲ့ဟာလေးတော့နည်းနည်းတစ်ချက်ဆက်ကြည့်ကျင်သေးတယ်တဲ့မှာနှစ်ခါချုပ်ပေးရင်တော့ဒါကြီးမူးတယ်ဒါကြီးတစ်ခါပဲချုပ်ရင်တော့မရတော့ဘူး ပေါ်လန်ဘောလန်အားလုံး ပြေးဦးဗျ final stat တွေပါရိုက်ပြီးတော့ lane တွေပါရှင်းထားတာဗျ IZ arrow Threaten သွေး shot River Monster နောက်မှာဆလီနာရဲ့ form လေးတော့ပြန်ခိုးရတယ်မနော်ဒီဘက်ကဆန်းဆက်လာပါအနေနဲ့ငိန်တော့ငိန်နေတယ်ဗျဒီပွဲနော် second data လောက်မှပဲစချမလားမသိဘူး first data တော့ကလည်းဗတဲ့ကဖြစ်မလို့နဲ့မဖြစ်သွားဘူးဆိုတော့ပွဲအေးပါတယ် ကဲ EC ပဲတွားရတာဗာပြဟီရိုကီတကောင်ရရတယ်နော်ပွဲလေးကငြိမ်သက်နေတော့မယ်အောက်မှာလဲ
ကျွန်တော်စန်ဂျီကောင်းမွန်တော့ fan win တော့ရနေနေပဲเนาะ second တတဲကတော့ချမှာဘလို့เนาะ Maxman Lane အောက်မှာလာပေါ်နေတာဆိုတော့ကျွန်တော်တတဲပတဲလေးကတော့เนาะကျွန်တော် second တတဲမှာတော့မြန်မြန်ဆိုင်ချိရဖို့လို့ရှိမယ်ဗျเนาะအားလို့တွေ asma တွေလည်းဆင်းလာမယ်နေသားဆိုတော့ကဲကျွန်တော် second တတဲလေးတီချာလေးဆိုင်ပြလိုက်မလား လီနာအဲရိုဘာညာနဲ့ကန်ဆယ်နေဒီဘက်မှာလည်းဘလင်းနော်ဆပ်ရက်တော့ပြန်သုံးလိုက်တယ်ဗျသူ့တော့ဒတ်တလီမက်ဂျစ်လေးစွတ်ထားလို့3မိနစ်ခွဲလောက်မှာတော့တကယ်ကြီးကိုငြိမ်နေတာနော်တစ်ဖက်ကလည်းရန်ကြီး aggressive ဆန်တာမျိုးမတွေ့သလိုကျွန်တော်မြန်မာဘက်ကလည်းရန်ကြီးဆက်လိုက်ချတာမျိုးမရှိဘူးဗျာဆိုတော့ဒါတဲ့ objective ပဲကြရင်တော့ချရတော့မှာနော်အဲဒါတဲ့ dance လေးတစ်ချက်ကြည့်ရမယ် River Monster နဲ့ဆိုတော့လာလို့တော့ကောင်းတယ်နော်ပေါ်လန်ကနေ creep တွေပါတယ် AC ရှင်းပြီးတော့မှပဲဒါတပြေးလာမလားဒီဘက်မှာလည်းကျွန်တော်ဟာလီက blue bat တွေပါတယ်စောင်းမယ်ဆိုရင်တော့တတဲတွက်ကတော့အချိန်ရအောင်ပါလို့ကဲအဲ့မှာတော့နော် second တာတဲ့ပေါ်လာရင်းနဲ့ပဲကျွန်တော်မြန်မာအသင်းဒီတာတဲ့လေးကိုအရင်လုံးကြည့်မလားဆလီနာအဲရိုဘာညာနဲ့လန်တော့ကန်ဆန်းထားရင်းနဲ့ကျွန်တော် track တွေပါတယ်ချပြီးတော့ခြုံလေးလက်ဆက်ထားသေးတယ်ဘလာရစ်စာဦးရဲ့ wall drug လေးတော့သတိထားရမယ်ဗျာနောက်မှာလည်းအဲရိုတစ်ချောင်းသွားရမန်နေနဲ့ပဲနောက်မှာတော့ blue ဝင်လာခြင်းလားဆလီနာအမေဆန်လုံးမယ်အားလို့ Dallas Strike လွဲဝိုင်းမယ်တော့ Flicker ခုံရှောင်းတိုင်းနေတာတခုမှတော့နောက်ဆုံးဒီတာတဲ့လေးကိုတော့ဟမ်ဗီဒီပေါ့မယ်နေတာမှာရာသွားသေးတယ်တတဲ့ Hero Game ထက်ယူလား Hero Game ထက်ယူလား Star Wars ဘာညာနဲ့ဝင်လာပြီအကုန်ပြန်မေးတယ်စာဦးထုံစာဦးဘလန်စင်ကျူရဲ့အကြောင်းမှာ Hero Game ထက်ရတိုင်းတော့ပါစေအဲ့ဒီကောင် Asmarita ကစ်ပုံမှာ Arrow သွားမှန်နေပြီနောက်ကကလင်ကြီးဂျပ်ပကေးရင်းနေတူပဲ Hero Game နှစ်ကောင်နဲ့တာတဲ့နဲ့ရလိုက်ပြီတအားကောင်းတာပြောတယ်ဘို့ second တတဲကချတော့မှာဆိုတာเนาะအလကားပြောခဲ့တာမဟုတ်ဘူးခိုင်စီအဲရိုကြီးကမင်းခိုင်စီအဲရိုကြီးကမင်းဟိုကောင်ခေါင်းတိန်ကနေပဲရောင်ရင်မင်းမှန်တာကြီးကကျွတ်စင်ကြီးဘေးကနေသွားပစ်ပေးလိုက်တာเนาะဒီဘက်က Henry Tree ကလည်းအပစ်ပြောစရာမရှိဘူးဒီဘက်ကစာဦးကเนาะ World Bank နဲ့ပြေးချုပ်တာကိုအင်မြူပြီးတော့ ready ပေါက်ပြသွားတာအဲလိုရှိုးလိုက်အောင်ကွက်တီရောင်ကွက်တီရောင်ရင်မင်းတိန်ကနေပဲမင်းခေါင်းမင်းတိန်ကနေပဲမင်းတူနဲ့ထုလိုက်သလိုပဲเนาะအမလေးကိုလော Origos တူဟီရိုရရင်တော့ performance ထွက်တယ်လို့เนาะထွက်တယ်အေးစေးပဲညီကိုတို့အောက်မှာတော့ Arrow သွားမှန်နေပြီဘွန်ဘာတကစ်နောက်မှာ kit the bomber နောက်မှာဝင်ဖြတ်နေနေတာတကူမှာတော့ပျောက်သွားမလားအားလုံး finance လည်းမသိပါဘူးရတယ်ရှိပြန်တော့ရောရတယ်ချက်လောက်လေးဆိုမရရင်မလုံးနဲ့ဘာမှမဖြစ်ဘူးမရရင်မလုံးနဲ့အဲ့ကောင်ချိန်နေပုတ်သွားအောင် first tower လုံးစားရတာပြီเนาะဘာဖြစ် tower advance တွေလေးနဲ့เนาะ Hero Game advance တွေလေးနဲ့တော့ကျွန်တော် YG ဥဆောင်တိုင်းနဲ့ပဲเนาะ Novak ကလည်းကိုရီဘတ်မှာပဲဆိုတော့ရအဆင်ပြေတဲ့ game 2ကတော့เนาะကိုရီပွဲပဲဗျလမ်းမင်းသားကြီးဟာဟာသားတခုပြောပြရင်မင်းဒီပွဲမင်း6ရောက်4ရောက်ဆော့အောင်မှာသားအေးစင်ငါတို့ဘက်က6ရောက်သားကြီး Okay ဒီကိုပါလေဟိုဘက်က Maxman လာဆော့လို့မရဘူးဒီကောင်လေးကပတ်ကူလိုနဲ့မလီစာလောက်တိုင်နေတာဒီကောင်လေးဟီကိုကသားကြီးအဲ့ Maxman ဆိုမရဘူးလို့ Maxman ဆိုပုတ်တယ်ဟီကိုကMaxman မလီစာတကောင်လောက်ရတာเนาะမလီစာကိုပတ်ကူလိုဘန်းပေးလိုက်အောင်တော့လို့ကဲဒီဘက်မှာတော့ရင်းအောက်လန်လိန်နေပါတော့ပြန်လာရှင်းပေးထားနေပဲနောက်မှလည်းကျွန်တော်အောက်လန်ဘတ်တယ်လေးပါလေးတော့မြင်အောင်လို့ရှိနေအောင်မလား Arrow ရှောင်းထားတယ်အဲ့ကလင်းကိုလုံနော်အဲ့ကလင်းကမဖလင်ကာနဲ့အဲ့ကောင်ဘယ်မှမပြေးတတ်ဘူးအဲ့ကောင်ကအေးဆေးပဲနောက်ဆုံးတဲ့ဆိုင်မှာအမရောလောရတတဲ့စာလုံးမဲ့နေထားဒီတတဲ့လေးကိုတော့စာဦးအမာခံ initiate အားလို့ final slack လေးပါလေးခြုံလေးနဲ့လန့်ရိုက်လိုက်မလားဂလူးပြေးတော့ဝင်ဝိုင်းမတက်ခွာတိုင်းနေတာတခုမှတော့အဲ့ကောင်ကြီးဖြတ်ဖို့လွယ်ပါမလားနည်းနည်းတော့အနေများတယ်ဘလာရီ raw drag ချုပ်ထားတယ်ဆိုမလဲတော့ဆိုမရင်းတန်းကြသွားကြလို့ hero လက်ချန်နေရပါမဆောက်ဘူးဘုတ်ခွာချက်လေးနဲ့တော့တေသွားနေပဲ၄ယောက်နဲ့တော့ထပ်ချအောင်ပဲအော်အနေတော်တော်များတာအဲ့နေကဟုတ်တယ်နောက်မတက်တယ်ဒီပါလို့အောင်မအောင်လန်းလေးကိုပြပေးအောင်ဘလင်းရောနှစ်ယောက်ကြီးဖြစ်နေပြီကလောက်ဗလန်စင်ကျွေးဟောစန်းကြီးလာကေဝါသေးတယ်ဟီကိုကြီးကိုခွာတိုင်းနေတာတခုမှတော့လာဖျန်းပေးသွားဒါမှမလောက်ဦးထင်တာမလင်းဘလင်းလေးတော့ပြန်ပေးလိုက်လို့ဆိုမှရတယ်ညီကိုတန်နေလူတီရပြီဗျာတတဲလေးထည့်ရလိုက်တယ်ဘရိုကလင်းမပါတော့ဘူးဘရိုကလင်းဒီဝက်ပုတ်သွင်းနေပြီလန့်ရကဘလင်းကိုနှစ်ယောက်တယောက်မေးနေတော့ဘလင်းသေသွားပြီထင်တာဒါကြီးနော်ဒီကောင်တက်ခွာပြီးတော့ကလောက်ဖျန်းခွင်းအောင်လှုပ်ပြီးသွားသေးတယ်ဘလင်းတအားကောင်းတာနော်ဘာကဂိုးလင်းကိုနှစ်ခါလောက်ချိုးရလိုက်တာနဲ့နေနော်ဒီဘက်တော်တော်ကြီးတော့တာနေပြီလို့ပြောလို့ရတယ်နော်ဆန်ဂျီကလည်း1-0-3ဟုတ်ပါနော်ကလောက်ကဂိမ်း1တော့လို့မဖမ်းရတဲ့ကလောက်မဟုတ်ဘူးဒီဘက်ကဖတ်ပြဲနေတဲ့ကလောက်ဆိုတော့နော်အချိန်တန်ကလောက် item timing နဲ့ကျွေးအောင်မင်းနော်ဒီဘက်တော့300ကျောင်းမရှိတော့ဘူးလို့ဟုတ်တယ်ဒါဘလာရီနာနည်းနည်းလေးကတ်တာလေးတော့သတိထားရမှာဗျဆန်လီနာအဲရိုလေးပြစ်ကြည့်အောင်မလားနောက်လည်းဆပ်ပရက်အားလုံးအနေနဲ့ဒန်လန်စထရိုက်တွေပါရိုက်လို့ရတယ် final slap ပါပြစ်ကျွေးတိုင်းတော့ကစ်ဘွန်ဘာတက်ကစ်ကိုတက်ခွာပြီးဆွဲချိန်ဝိုင်းတော့ဆိုမှဘွန်ဘာပေါင်နေရောင်တန်းပြောက်သွားတာဗျဟီရိုကီတကောင်စရပြန်ပြီညီကိုတို့အမတော့အပေါ်ဟုတ်ကဲ့
first tower တွေပဲသွားယူ ထွက်ရမှာတာဝါတော့တာဝါတော့ထွက်ရမှာเนาะအောက်လန်ပေးရပြီဆိုတော့လေပေါ်လန်တာဝါလေးလုံးတော့ပြန်ယူမယ်ဟီရိုကီလေးလည်းရခဲ့တာဆိုတော့မစိုးဘူးဗျာကျွန်တော် 1G မှန်တယ် တော်ပြီးတော့စင်ပြင်းနေနေပဲ first lot battle လေးပဲတိချာဆိုင်လိုက်ရပြီအများကြီးလို့ Selena trap နောက်မှာတော့တေမလားအဲ့ကောင်ဂလူးနည်းနည်းလေးနောက်ကျသွားလို့ပြ separate ထပ်တော့ဝင်ထားရင်လည်းတော့တက်ခွာမလားအဲ့ကောင်စဝုခွာရမလား ကလည်းမရှိဘူးဒါပေမဲ့ခွာတော့မခွာတော့ဘူး ။တော့တော့က free van တော့မင်းဒီဘက်ကဝိုင်းချင်းနိုင်သွားပြီ။ဟိုက mass van ကင်နိုင်သွားပြီလို့ကျေးဇူးတင်လိုက်တာ click ကင်မေးလို့ နိုင်သွားပြီ easy နော်ဒီဘာမင်းကလင်းရမှာနောက်ကကြံခဲ့ပြီဘလို့နော်1300လောက်ပြက်ကြံခဲ့တာ အဲ့ဒါပြောတာ Come on guys ဘာမှ first lot လေးပဲဆိုင်ရမအောင် ယုံကြည်နေဖို့ပဲလိုတာပါ ကြပဲနော် ဒီနာ track တွေ arrow တွေ land တော့တင်ထားနေတယ်မတော့လေလန် first tower လေးယူဖို့တော့ကျွန်တော် YG စလုပ်အောင်ပါအဲ့ဒီအောက်ကရတိုင်းအဲ့ဟာလီလေးလေးနည်းနည်းလေးစုံးမပေးထားမှရမယ်နေတွေ့နော်အချက်တော့ကြည့်မှရမယ်ညီတို့ arrow ပြစ်မလားဘာလို့မလဲပေါ့ MR အောက်လဲ data image နေတော့အော်ဗဒမင်းအေးမင်းနဲ့ဒီဘက်ကိုပြန်ရောက်လာရင်တော့ hero ရာအင်းမြုပ်ပြီးတော့ဘတ်ထားသလိုတော့အားတော့ပြေးလာပြီး kip bomba finals left flick ဟိုးပါမှာပါလိုင်းနေကောင်လက်ဖန်တာဟေးစမ်းတက်ပါဝဲကနေပဲပါလာရင်တော့တန်းပြတ်ဝိုင်းနေတော့မပါဆဲ hero ကတော့ထပ်လို့နေလဲဆိုတော့မလုံးတော့နဲ့ဒါရလော်ပြေးလို့ โอเคတအားကောင်းနေတာဖက်ရိုက်ပြီးထားတာဗျာ ရှင်းဦးမင်းလောက်ွက်ထွက်တဲ့ hero တွေပေးလို့ကတော့မင်းကပြီးတော့လုံးပြတာဗျာမင်း ဟာလီတော့ကြံသေးရနော်လောလုံးမှာ4ယောက်5ယောက်ဆိုပေမဲ့အဲ့ဟာလီလေးတော့ချက်ကြည့်ထားမှရမယ်လာပြီးပေါက်လို့မရဘူး အဲ့ဟာလီကိုလိုက်မောင်းထုတ်ဂလူးနော်ဘလင်းနည်းနည်းလေးတော့လိုက်ပြီးတော့မောင်းထုတ်ပြီးတော့ချိုးသားနေတော့ arrow တစ်ချောင်းသွားမှန်တယ် purify ပြန်ဖြတ်ပြီးဂလူး separate တွေပါလေပြီးတော့ B1 နဲ့မတော့လော်လေးရောနည်းနည်းလေးတော့စောင်းသားမနေထားပါဆန်းဆက်လာပါတို့ပြန်လာပြီဗျနော်မလဲစမ်းကြီးဒီလော်လေးတော့နည်းနည်းလေးတော့လာပစ်ပေးထားတယ်ဆိုပေမဲ့လည်းပန်းမလေးပဲရင်လုံးမလားပေါ့ဒီကတော့အောက်လမ်းမှာဆိုတော့ ဘာမှမဖြစ်ဘူးတာကြီးစော့နေရတာစိတ်ရှည် ဒါ လား စီတွေးပါပြန်ဟီးလို့ရနေသေးတယ်တိုင်းဘာမှမပြေဘူးလားအားလုံး finals နဲ့ခိုးတာလေးတော့သတိထားနော်အဲ့ကောင်မထင်ဆိုလို့ရိုက်လိုက်မယ် ရတယ် cloud purify နဲ့ purify မရှိဘူးနော် လော်လေးပို့မလားဟောဟာလေးအဝေးပဲနောက်မှလော် reset တော့ပြန်ကြဝိုင်းနေမှာဟာလေး Selena track ကြားမှာတော့မြင်နေရနေမှာဟာလေးလဲလဲရောက်နေရလေးတော့ခွင်ကောင်းယူပြီးတော့လော်ယူတော့ဒဲပဲကျွန်တော်မြန်မာအတင်း4ကြဝိုင်းနေမှာ retreat ဟန်တီတီကြကြပေါက်သွားသေးတယ်ညီကိုဟီရိုကေယူလာအားလုံး finals ကတလွဲကြီးဟိုဘက်ကမရိုက်တော့ဘူးနောက်မှလည်းဂလူးဘာလိုင်းတွေကိုထိန်စောက်ဦးလေးကလည်းရှေ့ရနေတော့ကြာဆုံးသွားနေမှာစမ်းဆက်လာပါတော့ကိုဆက်လိုက်နေနေပဲဟိုဘက်မှာ Zuricus ဘလင်းလက်ချက်နဲ့ပြောဒီမှာစမ်းဆက်လာပါကြီးပါထပ်ဖမ်းပြဝိုင်းနေပဲဟီရိုကေ3កောင်နဲ့လော့တလော့သားကြီးတို့ပြီးသွားပြီဒီပွဲက ပြီးသွားပြီကိုရီပွဲပဲလို့ပြောတာကဲ နော်မဖိတာညီကိုလဲမျိုးနင်းတာအဲ့ငကားလဲမျိုးနင်းတာညီကိုတို့အသက်ပေးမရှူနဲ့တာအဲ့ငကားကို စစ်တက်ရုံပဲ အဲ့ငကားကိုအသက်ပေးမရှူနဲ့ ရှိပါတော့ final slash Dana strike ရပြီညီကိုတို့ track no define kip bomba တကစ်နင်းအောင်တော့ညီကိုတို့ မကရှိရလိုက်ပြီလော်လေးနဲ့ပဲထက်ရသေးတယ်နော်တက်လို့ရသေးတယ်နော် အသက်ပေးမရှူနဲ့နော်သူတို့နောက်မှ arrow ဂျားရီကနေတော့ဖြတ်ဝိုင်းနေမှာလဲလန် first mega တော့ sorry လိုချင်မိမဲ့လေ creep way လေးရောနည်းနည်းလေးထပ်ဆောင်အောင်မယ်ညီကိုတို့ ရတယ်လောလာနေတော့ထက်တက်လို့ရသေးတယ်ပေါ့ပါပဲလုံးဝအသက်ပေးမရှူနဲ့သားကြီး လုံးဝအသက်ပေးမရှူနဲ့သားကြီးမင်းသူတို့တာတော့လေဖိတာတော့ဗလန်ဟလား ဟုတ်တယ်အသက်ပေးမရှူနဲ့တခါလေးတက်မှာဟောကလင်းဆိုတဲ့ကောင်လေး final set ကြားမှာပါလာတော့မယ်လို့အာရုံရနေပြီဗလန် ရရုံပဲနော်ဖလကာရှိရနော်ရင်းကဖလကာရှိရရရုံပဲ final ဟီကိုလေး arrow လေးပဲသွားစားမလားပေါ့အဲ့မှာဘောလန်လော်တွေပါပြေးရ arrow တစ်ချောင်းစာဦးသွားရမန်နေနဲ့မတော့12 minutes ဆိုတော့ mega မရှိတော့ဘူး mega တလန်းစရပြီမြန်မာအသင်းလေလန် wave တွေပါရောထပ်ရှင်းအောင်ပဲဗျနော်12 minutes ပါညီကိုတို့အမလေးမလီဖစ်ကန်တွေပါလာပြီနော်ထက်တက်လို့ရသေးတယ် space ရှိတယ် ဖိတာညီကိုတို့ဖိထားလို့ရသေးတယ် ပေးမရှူနဲ့ အသက်ကိုပေးမရှူနဲ့အီရာချုပ်တာလေးလွဲဝိုင်းနေမှာအင်မြူပြန်ပတ်မေဂါတလန်ဆန်ကြီးရဲ့ပြစ်ချက်နဲ့ထက်ရလိုက်တယ်ဘယ်နည်းနည်းပြန်ပတ်ကြည့်မလားငါတို့ဘာလဲမကောင်းလားမိုက်တာလုံးယုံပဲနော်နောက်ထပ်ထွက်လာမယ်စက္ကန့်60လော်လေးပဲအဲ့လော်လေးပဲစောင်းနိုင်မလားဒါရင်ငါတို့အေးစစ်စစ်လေးပဲစောင်းမယ်လားမေဂါနှစ်လဲနော်မင်းတို့ရုပ်တော့လာလို့မရဘူးဒီကောင်တွေဟီးရိုပေးချကြည့်တာဂိမ်း1တော့နော်ကဲဂိမ်း2ပိတ်ဆော့လိုက်တော့ဒီကောင်တွေဘာမှလောက်ကွက်မရှိတော့ဘူးဂိမ်း1ဒီကောင်တွေသွေးဂိမ်း2သွေးပြတ်နေပြီဗလားဒီကောင်တွေဂိမ်း2သွေးပြတ်နေပြီဗလားပြတ်နေပြီကလင်းမပါဘူး bro ကလင်းမပါဘူးကြည့်ရမလို့ bro ဘက်ကကျွန်တော်
ပြောပါတယ်ဘရိုပွဲစားရတယ်6ရောက်4ရောက်စောင့်နေတာလို့ဘရိုဟိုဘက်ကဟီကိုကကျွန်တော်တို့ဘက်ကအဲ့ကောင်ကလင်ပါအဲ့ကောင်မန်စမမကင်တော့အဲ့ကောင်ပတ်ကူရိုဘန်းမင်းလည်းပြီးသွားပြီအဲ့ကောင်ပြီးသွားပြီအဲ့ကောင်ဘွားပြီးသွားပြီပတ်ကူရိုဘန်းမင်းလည်း ဒါတော့ကင်ပြီးတော့မင်းဒီနေရာတက်လာတာကွာဒီကောင်က နော် eBay နဲ့ပတ်ကူရိုကင်လို့ဒီကောင်ကဒီမှာဒီနေရာတက်လာတာကွာမင်း am ကောတော့မားဘရိုကမသိတာမှမဟုတ်တာဗလားပေးချကြည့်တာပါဒီကောင်ကဒီပေးချကြည့်တာရမလားဗောမရတော့လေဘန်းမေးလိုက်တယ်ကွာပြီးသွားလားမင်းအရန်ကောင်းတယ်တော့မကင်နဲ့ ကဲလော်လေးတော့ကြည့်ရမယ်เนาะ second law ဒီ law နေကတော့ final position law ရမယ် law ဆိုတော့လေအရေးတော့ကြီးနေခဲ့ရင်းနဲ့ပဲเนาะ law လုတ်ဖို့တော့ကတော့ Selena shot နေပါတယ်နဲ့တော့ vision အကုန်လုံးတော့လိုက်ယူလာတယ်ဗျ ကဲဒီမှာတော့အပေါ်လန်း second law battle လေးကိုတော့ကျွန်တော်တစ်ချက်ကြည့်ရမယ် battle သာပြောတာပါဗျဟိုဘက်ကလာလူမယ်မထင်ပါဘူးကျွန်တော်တို့ပဲရမှာပါအဲ့ law အဲ့မှာတော့ပေါ်လန်းမှာ law လေးကိုတော့ကျွန်တော်တို့ပြေးပြီးတော့ပဲလုံးအောင်နေတာတခုနောက်မှလည်း arrow ဘာညာလေးနဲ့လန်းပြီးတော့ stand ပေးထားနေပဲအလဲလန်းနေတစ်စင်းအပေါ်လန်းကိုတော့ပြေးတော့သွားတယ်ကျွန်တော်တို့ရဲ့ YG အကောင်းမွန်ဆုံးပဲ law လေးကိုတော့ဖြည့်ရှင်းဖို့တော့လူမပေါက်နဲ့နော်လူမပေါက်နဲ့ညီကိုလူမပေါက်နဲ့အဲ့ကောင်တွေရင်တက်မယ်အရင်တက်မယ်အရင်ချမယ်နော်ဟာလီကိုရှာဟာလီမရှိမှလူမယ်โอเคဂျင်းလိုက်တော့ရှာပေးတိုင်းမှာ glue separate လေးရတယ်ညီကိုရတယ်အချိန်တိုင်းအောင်လမ်းမှာလည်းလိန်တွေကစီးနေမှာလား arrow ဘာညာနဲ့တစ်ဖက်ကခြုံနေပါတယ်လမ်းစစ်တိုင်းမှာ sunset level ရှီမန်းတော့တီသွားတယ်ဗျအားလို့ Danless strike ဖြတ်ရှာရှိတာဖြတ်တော့ဒါတို့ဖြတ်ရှာရှိတာဖြတ်ချိန်နေရမ်းမစွဲနဲ့ ဟုတ်တယ်အချိန်နေရမ်းမစွဲနဲ့ချိန်နေအောင်လဲလိန်စီတော့မှာမလဲအောင်လဲလိန်စီတော့မှာစိတ်လေးနဲ့ရှည်လိုက်မလား ဟုတ်တယ် arrow ထိဖို့လိုနေတာ arrow ဒီတစ်ချောင်းလောက်ထိလိုက်လို့ရှိရင်တော့နော်ဗဒယ်ဆလို့ကောင်းသွားပြီ စံကြီးနည်းနည်းလေးလိုက်ပစ်ထားသေးတယ်ကစ်ပွန်ပါဦးနောက်မှလည်းလောအနေနဲ့သွေးသုံးဖို့တဘုံ reset ကလေးပဲခဏပြန်ချထားရင်းနဲ့ပဲဘာတွေများဆက်ပြီးတော့လုံးပြအောင်မလဲ arrow ဂျားတွေကနေတော့ဖြတ်ထားသေးတယ်ဗျနော်တကောင်တော့ဖြတ်မှာလားကျွန်တော်မေဂါ2လမ်းတော့ရထားတယ်ဆိုမှဒီလောတလောလည်းတစ်ဖက်ကမပေးချင်ဘူးနော်ဘရိုလာအရန်ကာနေတာနောက်မှအားတော့ finance လက်အိုးကြီးရင် Dallas Drive flicker လာဆိုမှ finance လက်လွဲဝိုင်းနေတာဒီကမှာ flicker လေးနည်းနည်းလေးတော့ပြန်ဆောက်အောင်မယ်ညီကိုတို့ရင်ဖမ်းတာတော်တော်လှတာနော်ဖမ်းတာတော်တော်လှညီကိုရန်ကြီး finance လက်ကနည်းနည်းတိုးနေလို့လမ်းရှည်အောင်ထုတ်ပေးရမှာညီကိုတို့ အောင်လည်းနည်းနည်းစီးနေပြီဟန်သွားကြည့်ဟန်တော့ထားမယ်ဆိုလို့ရှိရင်နည်းနည်းစောင့်ပြီးမှရမှာ သွားစားရင်တော့ဖိုးခံရမယ်နဲ့တူတယ်ကဲဒီမှာတော့စံကြီးကလောက်နောက်ကနေတော့တောက်လျှောက်လေးပြစ်ပြန်ပတ်ရင်တိုင်ဖလစ်ကမလို့တိုင်ရိုက်ပြလိုက်တယ်ဖလစ်ကမလို့ဆိုတာပြောပြလိုက်နောက်မှလည်းလော့ ဂလူးပတ်နေ ဘာဖြစ်တိုင်းလိန်အောင်လဲလိန်လေးတယောက်တော့စီးပါအောင်တယောက်တော့ရှင်းပါအောင်အေးအောင်လဲသွားပြီးတော့ တိတယ်ဟာတိတယ်ဟာ ဟိုချမှပြင်လဲချလိုက်တော့ရမ်းကြာနေပြီရောဒီနာ ဟုတ်တယ်အောက်မှာတာဝါတွေမဲကားတွေပါပေးရမှာတော့ခရီးအုပ်ကြီးကနဲတာမဟုတ်ကား၄စီးတောင် ကဲအောင်လဲမှာတော့လိန်နေပါတော့သွားကာနေအချိန်မှာလော်လေးတော့ reset ပြန်ချထားရင်းနဲ့ပဲဟီပါရာလော်လေးတော့သွားပြီးတော့သွားပြီးနေတူတယ်လိန်ရှင်းတာငါတို့ဂျန်ကလိုက်သွားရှင်းလိုက်တော့ဘက်ကလော်ကြီးကိုဖုန်နေပြီဟေးလို့ပါအောင်နောက်မှလည်း hero game ယူရ finance လက်2 man ရိုင်းတော့လော့ပေးလိုက်တော့လော့ပေးလိုက် hero game ရအောင်ယူရတယ် Origus ရဝိုင်းနံပါတ်က blessing ယူတယ် win down hero game ယူတိုက်လော့ပေးလိုက်မင်းလော့ပေးချတာတိုက်လို့လော့ပေးချတာမင်းတို့ဟာလာရှင်းလို့လွယ်လို့ကွာလွယ်လို့မင်းတို့ hero game 9အောင်လုံးရမှာတိုက်လော့ပေးလိုက်လော့အောင်လန်းသွားလိုက်တိုက်မလို့ဘူးငါတို့လော့မလို့ဘူးပြောပြတာပါနော်အလဲလန်းနဲ့ပေါ်လဲ free way နဲ့နေမယ်အဲ့လိုရတဲ့တိုင်း9កောင်လုံးတင်းဝိုင်းအောက်သွားတာကြီး YG game 2ပြန်နိုင်လာပြီညီကိုတို့1-1ပါညီကိုတို့1-1ပါ let's go လွယ်ပါတယ်ပေးချပေးလိုက်တာကြာလို့ တီးထုတ်ရုံပဲဒီကောင်